PSI စီဘန်ဂျိုရုစလောင်းတက်ဆင်ခြင်းဂျိုရုစလောင်း PSI စီဘန်တစ်စုံမှာအမျိုးအစားနှမျိုးရှိပါတယ်။စလောင်းတစ်ချက်တဲ့ပုံစံနဲ့လေးချက်ဆက်တဲ့ပုံစံဖြစ်ပါတယ်ရှင်။နှမျိုးစလုံးပါဝင်သောပစ္စည်းများကတပုံစံတည်းပဲဖြစ်ပါတယ်။၁စလောင်းတစ်ချက်၂စလောင်းဝင်ရိုး၃ FM ၄စလောင်းလက်ပင်၅စကာလာရင်6 LNB 9 receiver 10 signal ကြိုးတို့ပဲဖြစ်ပါတယ်ရှင်။စလောင်းမျက်နှာပြင်တက်ဆင်ခြင်းစလောင်းမျက်နှာပြင်တက်ဆင်ပုံလုပ်ငန်းမစခင်မှာတောက်တိုင်ထောင်ပြီးနောက်တန်လိုက်အိမ်ပြောင်ကိုတုပ်ပြီးအနောက်တောင်ဘက်သို့230ဒီဂရီချိန်ပေးပါထို့နောက်လက်ကို60ဒီဂရီအနေထားမြောက်ပြီးမိမိလှည့်ထားသောပတ်ဝန်းကျင်ဘက်မှာအကွဲကားရှိမရှိတေချာစစ်ဆေးပေးပါအကယ်၍၎င်းနေရာမှာနေအိမ်အဆောက်အဦတစ်ပင်များကွယ်နေပါကစလောင်းတက်ဆင်မိဒီနေရာကိုရွှေ့ပြောင်းတင်ပါတယ်စလောင်းတက်ဆင်မိဒီနေရာအနေထားကိုရပါကတောက်တိုင်ကိုစတင်ပြုလုပ်ပါစလောင်းတောက်တိုင်ထားမိနေရာကိုမူလီထဲ့လွယ်ကူရန်အမတ်သားချစ်ထားရမည်ပြီးနောက်တောက်တိုင်တက်ဆင်နိုင်ရန်အပေါက်ဖောက်ပါ FM ၄ခုကိုစကာလာရင်းနဲ့ချိတ်ဆက်ပေးရမယ်ပြီးနောက် FM ကိုစလောင်းမျက်နှာနဲ့လာကပ်ပေးပါကပ်ပြီးတဲ့နောက်မှာအဲ့ဒီစလောင်းမျက်နှာကိုစလောင်းလက်ဘင်းနဲ့လာချိတ်ဆက်ပေးပါစကာရရင်းမှာရှိတဲ့မူလီကိုစလောင်းလက်ဘင်းအနောက်မှာထားပေးရပါမယ်၎င်း LNB ကိုစကာရရင်းထဲသို့ထည့်ပေးပြီးနောက်၎င်း LNB ကိုစကာရရင်းနဲ့1 cm အကွာဝေးအောက်သို့ရှော့ထားပေးရပါမယ် LNB ထိပ်ကို240ရအောင်လှည့်ပေးပြီးနောက်စကာရရင်းမှာရှိသောမူလီနဲ့တဲ့အောင်ထားပြီးနောက်မူလီများကိုတေချာစွာရစ်လိုက်ပါစလောင်းချိတ်ချင်းနဲ့စလောင်းမျက်နှာပြင် elevation ကိုထိုင်းခုံးဘက်သို့ဒီလိုအနေထားလှည့်ပေးခြင်းကျိုးဘယ်ညာအာစီမှုလှည့်အမှတ်230စလောင်းအပေါ်အောက် elevation ရွှေ့အမှတ်62ရုပ်စွမ်းအားအကောင်းဆုံးရအောင်စလောင်းမျက်နှာပြင်အနေထားကိုတေချာစွာစစ်ဆေးချိတ်ပေးရပါမယ်ရှင်စလောင်းမျက်နှာပြင်ခြေရာတွေတစ်ခုချင်းစီချိတ်ပေးရပါမယ်ဥပမာအနေနဲ့စလောင်းကျိုးဘယ်ညာအာစီမှုကိုရွှေ့ပြီးမှစလောင်းမျက်နှာပြင်အပေါ်အောက် elevation ကိုရွှေ့ပေးရပါမယ်အာစီမှုနဲ့ elevation အမှတ်များကိုအကောင်းဆုံးအရေးသွေးရုပ်စွမ်းဆောင်ရည်ရပြီးဆိုရင် LNB ထိပ်ကိုခမောက်ဆောင်ပေးပါLNB ကျိုးများကိုတေချာတက်ရက်မှုရှိအောင်မီးကျိုးကတဲ့တိတ်သို့မဟုတ်ခေဘယ်တိုက်များကိုအသုံးပြုက FM နဲ့ signal ကျိုးကိုခြိပေးရပါမယ်ရှင်ပြီးနောက်မူလီများကိုတေချာစွာရစ်ပေးလိုက်ပါရှင်